ဘုရားမြတ်စွာရဲ့စာပေမှာအလုံးသိကြတဲ့အတိုင်းလောကဆိုတာ၃မျိုးရှိတယ်ဩဃတလောကလို့ဆိုတဲ့တတ္တဝါတွေရဲ့မွေးဖွားတည်ရှိပြီးနေထိုင်ရာဖြစ်တဲ့စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့ရပ်ဝန်းဒေသကြီးကတစ်ခုရှိတယ်ပေါ့နောက်တစ်ခုကတတ္တလောကတခါတရံကြတော့အဲ့ဒီဩဃတလောကထဲမှာမိတင်းပြီးတော့နေထိုင်ကြတဲ့တတ္တဝါတွေကိုရည်ညွှန်းပြီးတော့လောကလို့သုံးတာရှိတယ်အဲ့ဒီလောကကိုတော့တတ္တလောကလို့ခေါ်တယ်တခါတရံအကြောင်းတရားတွေပေါ်မှာမိတည်နေရတာဖြစ်လို့သင်္ခါရပဲတတ္တလောကလို့ခေါ်တဲ့တတ္တဝါတွေဟာလည်းပဲကံစိတ်ဥဒုအာရအစတဲ့ဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့ဖြစ်ပေါ်နေရတာဖြစ်လို့တတ္တလောကကြီးတစ်ခုလုံးကိုလည်းပဲသင်္ခါရလို့ပဲခေါ်တယ်အကြောင်းတရားတွေနဲ့မိတည်ပြီးတော့နေရတဲ့လောကအလုံးကိုခြုံငုံပြီးတော့သင်္ခါရလောကဩဃတလောကတတ္တလောကသင်္ခါရလောကလို့အဲ့လို၃မျိုးရှိတယ်လောကဆိုတဲ့စကားလုံးကိုဩဃတလောကကိုရည်ညွှန်းတဲ့အခါကျတော့ the world လို့ဘာသာပြန်ကြတယ်ကဘာဆိုပြီးတော့ခေါ်ဩဃတလောကဆိုတာအမတ္တမကျယ်ဝန်းတယ်စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့လောကကြီးစัจ java လာတွေကိုလည်းဗုဒ္ဓဘာသာဗုဒ္ဓကျမ်းစာတွေအလိုမှာအနန္တဆိုတာစัจ java လာတွေရဲ့အကျယ်ဝန်းပမာဏလည်းအဆုံးပိုင်းခြားမရှိဘူးအမတ္တမကျယ်ပြန့်တဲ့ရဝန်းကြီးတစ်ခုပဲမြတ်စွာဘုရားကသုလနိကာလောကဓာတုသုံးဆိုတာလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာတွေရဲ့အကြောင်းကိုဟောထားတာစัจ java လာအကြောင်းကိုလေ့လာတာ cosmology လို့ခေါ်တဲ့တော့လောကကြီးအကြောင်းကို